ကျမတို့ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ပတ်ဝန်းကျင်ကလည်းရွေးကြည့်ပါလေအောင်မြင်ခြင်းလားကြီးပွားတိုးတက်ခြင်းလားနာမည်ကြီးခြင်းလားပတ်ဝန်းကျင်ကအရေးကြီးပါတယ်ဥပမာပြောရရင်တတိယ10ယောက်နဲ့ပေါင်းမယ်ဆိုလို့ရှိရင်7ရက်မြောက်တတိယကိုဖြစ်လာမယ်ဆိုတဲ့စကားတိုင်းပေါ့နော်ကျမတို့ဒီ digital business မှာလည်းကျမတို့အောင်မြင်နေတဲ့သူတွေအများကြီးရှိတဲ့ပတ်ဝန်းကျင်မှာကျမတို့ဝင်ရောက်လေ့လာပြီးတော့သူတို့ရဲ့ digital ဘောတွေကိုကျမတို့ဝင်ရောက်လေ့လာပြီးတော့ကိုစိတ်ဆန္ဒနဲ့ကိုက်ညီတယ်ကိုလိုချင်တဲ့အချက်လက်တွေနဲ့ကိုဖြစ်ချင်တာတွေနဲ့ကိုက်ညီခြင်းနဲ့ဆိုလို့ရှိရင်ဆက်လက်လေ့လာပြီးတော့ digital business owner ဖြစ်ခံယူလို့ရပါတယ်ကျမတို့ရဲ့ digital business မှာအောင်မြင်ခြင်းတဲ့သူတွေကြီးပွားတိုးတက်ခြင်းတဲ့သူတွေအတွက်နေရာလွတ်တွေအများကြီးရှိနေပါသေးတယ်ကျမစတင်ဝင်ရောက်လေ့လာစဉ်ခါတုန်းကဒီ digital business ကိုလုပ်ကိုင်နေတဲ့သူက2,900,000 ကျော်ပဲရှိပြီးတော့အခုချိန်မှာတော့2,900,000 ပြည့်ဖို့ဒီကပ်သွားပါပြီဒီတခြား digital business owner တွေအောင်မြင်တိုးတက်လူတွေကြီးပွားလူစိတ်တိုးတက်ခြင်းနဲ့ကြီးပွားလူစိတ်ကြီးပြတဲ့လူတွေအများကြီးတတိဝင်ရောက်ပြီးလေ့လာနေကြတယ်ကျမတို့ရဲ့ digital world ကိုလာခဲ့ပါလို့ကျမကဖိတ်ခေါ်လိုက်ပါတယ်မိတ်ဆွေတို့တဲ့နေရာလူတွေအများကြီးရှိနေပါသေးတယ်ကျေးဇူးပါ